အားလုံးပဲမင်္ဂလာပါရှင်မေလီရဲ့ Audio Book YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မေလီခုတင်ဆက်ပေးမယ်ကတွန်းရုပ်ပြပုံမြင်လေးရတော့ပြားကလေးရဲ့မြစ်တာဆိုတဲ့ကတွန်းရုပ်ပြပုံမြင်လေးပဲဖြစ်ပါတယ်ရှင်မတင်ဆက်ခင်မေလီရဲ့ Audio Book YouTube Channel လေးကို Like and Subscribe လေးနှိပ်ပြီးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်နနခေနေကြီးနုနုနွေအောက်တွင်ပန်းတော်ကြီးတစ်ခုလုံးလှပစွာဖူးပွင့်နေကြတယ်။ကိုရွှေပြားနဲ့မပန်းတို့ကအပြန်အလှန်နားထောင်မှုဖြင့်လောကကိုအလှဆင်ကြတယ်။ကိုရွှေပြားကမပန်းပွင့်ကိုဝိမော့ကူးနိုင်ရန်အကူအညီပေးသည်။မပန်းပွင့်ကလည်းသူ့စီကဝိရည်များကိုရွှေပြားအားစုပ်ယူခွင့်ပေးသည်။ကိုရွှေပြားကစုပ်ယူပြီးသည့်ဝိရည်များကိုပြားရည်ဖြင့်ပြုလုပ်သည်နှစ်ဦးနှစ်ဖက်အကျိုးရှိသဖြင့်ခင်ခင်မင်မင်ပျော်ရွှင်ကြသည်စမ်းချောင်းလေးကလည်းအီးမြကြည်လင်စွာတွင်တွင်စီးဆင်းနေသည်မပန်းပွင့်၏မျိုးဆက်များကလည်းဝဝေးဆာဆာဖူးပွင့်နေသည်ဒါကိုမနာလိုတော်ဝင်တော့ငှက်ပတုံးကမပန်းပွင့်နဲ့ကိုရွှေပြားကိုရန်တိုက်ပေးရန်ကြံသည်ကိုရွှေပြားမပန်းပွင့်ကပြောတယ်။ဘာပြောလို့လဲ။ဝိရည်မရှိရင်ပြားရည်ဆိုတာဖြစ်လာဘူးတဲ့။မပန်းပွင့်ကဒီလိုပြောသလား။ဟုတ်တယ်ဗျာ။အချင်းချင်းအဲ့လိုပြောသင့်ပါဘူး။မပန်းပွင့်အခုလိုလှလှပပပွင့်နိုင်တာကိုကူညီလို့တဲ့ပြားမရှိရင်ပန်းတွေမလာဘူးတဲ့။အော်ကိုရွှေပြားကဒီလိုပြောသလား။ဟုတ်တယ်ဗျာ။ကျွန်တော်ပြောရလို့မပြောပါနဲ့ထို့တော်ဖြင့်ငပတုံးကကိုချောရန်တိုက်ပေးမှုကြောင့်ကိုရွှေပြားနဲ့အပန်းပွင့်တို့မှာမနာကိုစီဖြင့်မခေါ်ပဲနေကြလေသည်သူကဘာမလို့လဲပန်းမွေးကြီးမရှိလဲပြားရည်ရအောင်လုပ်ပြမယ်ပြားမလာလဲဂီယူမဆိုင်ဘူးတို့တော့လက်တွေဘာမှမဖြစ်လာခဲ့ကာလကြာတော့ပန်းပွင့်များမှာဝိရည်မကိုးတန်းတစ်ဖြစ်မျိုးဆက်သည့်မပွားနိုင်ဖြစ်လေသည်ပန်းပွင့်ဝဝေးဆာဆာမရှိပဲညှိုးနှမ်းလာခဲ့သည်တစ်ပင်များ၆တွေ့လာ၍ရာသီဥတုကမမှန်ပဲမိုးကောင်လေသည်ကြည်လေအေးများစွာစီးဆင်းနေသောစိမ်းချောင်းလေးများမှလည်းခန်းချောက်သွားခဲ့၏ငှက်ပတုံးကလည်းစုပ်စရာပန်းဝိရည်မရှိတော့သဖြင့်အပြည့်လဲတော့သည်ထိုအချိန်นี้မပန်းပွင့်ကအရေးလေးအဖြစ်မိုးကပေးသည်ကိုရွှေပြားကလည်းရောက်လာပြီးပြားရည်အနေငယ်တိုက်ပေးသည်တခဏမှာပဲငှက်ပတုံးဟာအမောပြေပြီးအားရှိသွားခဲ့တယ်မင်းတို့ငါ့ကိုခွင့်လို့ကြပါမင်းတို့နှစ်ဦးမတိမမြတ်ရင်ငါတဦးတည်းဝိရည်တွေတောက်ရမယ်ထင်ခဲ့တာငါရဲ့အတစိတ်ယုံမှုကြောင့်ပဝင်းကျင်တကူလုံး၆တွေ့ပစ္စည်းကုန်ကြရဲ့ငါအတီတရားရပါပြီငါ့ကိုခွင့်လို့ကြပါတို့တွေအရင်ကထက်ပိုပြီးချစ်ချစ်ခင်ခင်လောကကိုအလှဆင်ကြရအောင်အေးဟုတ်တယ်ကောင်းတယ်ပုံမြင်လေးရတော့ဒါပါပဲရှင်အခုတင်ဆက်ပေးတဲ့ကတုံရုပ်ပြပုံမြင်လေးရတော့ပြားကလေးရဲ့မြစ်တာဆိုတဲ့ကတုံရုပ်ပြပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ထပ်ပြီးနားဆင်ခြင်းတော့မေလီရဲ့ Audio Book YouTube Channel လေးကို Like and Subscribe လေးနှိပ်ပြီးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်